Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ BMC ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့ Minecraft ထဲမှာဒီ Elytra ရှာခတ်နေတဲ့လူတွေအတွက် Elytra ရှာနည်းအလွယ်နည်းကိုပြပြမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကအရင်လွယ်ပေါ့နော်တော်တော်လွယ်ပါတယ်အဓိကတည်ထားရမယ့်အချက်တွေကတော့ကိုက coordinate ကြည့်တတ်ရပါမယ်ဒီ position coordinate ကိုကြည့်တတ်ရမှာဖြစ်ပါတယ်ဒီကအရင်အရေးကြီးပါတယ်ဒါလေးကြည့်တတ်နေလို့ရှိရင်ရပါတယ်ဗျကဲအဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လဲဆိုတာလေးတစ်ချက်လောက်ကြည့်လိုက်အောင်အရင်ဆုံးအဲ့ကိစ္စကိုမပြောခင်မှာကျွန်တော် YouTube channel လေးကို like and subscribe လုပ်ထားဖို့လည်းပြောချင်ပါတယ်ဗျကဲကျွန်တော်အရင်ဦးဆုံးဒီ Google search bar မှာ chunk base ဆိုပြီးရှာမှာဖြစ်ပါတယ်ဒီ chunk base ဆိုတဲ့ website လေးကိုတွေ့ပြီဆိုရင်ဝင်လိုက်ပါ website ထဲကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီလို page လေးကိုဝင်မှာဖြစ်ပါတယ်ဗျဒီညမှာဘာမှမနှိပ်ပါနဲ့တခြားကိစ္စတွေလည်းအများကြီးရှိအောင်ဖြုတ်သွားမှာဆိုလို့ home option မှာပဲနေပြီးတော့ကျွန်တော်ဒီအောက်မှာဒီလိုစာသားလေးပေါ့နော် chunkbase.com apps seed and map ပေါ့နော်အဲ့ဒါလေးကိုကြအောင်စာသားလေးနဲ့ဒီရေးပေးထားတဲ့မြင်သားစာကြောင်းလေးကိုဖြာပေးမှာဖြစ်ပါတယ်ဒီစာကြောင်းလေးကိုအဓိကရှာပေးပါတခြားအပြန်အောင်စကားလုံးတွေလည်းအများကြီးရှိရမှာလို့မှားမယ်ပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်ပါမြင်လို့ရှိရင်ဒီလိုနေရာလေးကိုရောက်သွားမှာဗျဒီလိုနေရာလေးကိုရောက်သွားပြီဆိုလို့ရှိရင်အရင်ဆုံးထည့်ရမှာစီထည့်ရမယ်ကိုယ့်ရဲ့ wall စီကိုထည့်ရပါမယ် wall စီကဘယ်နားမှာရှိလဲဆိုတော့ Minecraft ဒီ setting ရဲ့ဒီလိုနေရာလေးမှာရှိပါတယ်နော်အမှ copy စီဆိုတာနှိပ်ပြီးတော့ paste လိုက်အောင်ဗျဒါကတော့အရင်လွယ်ပါတယ်ပြီးလို့ရှိရင် version ဖြစ်ပါတယ် version ကကိုယ့်ရဲ့ version ကJava ဖြစ်ဖြစ် Bedrock ဖြစ်ဖြစ်ပေါ့နော်ဒီအဲ့လိုမျိုးရှာပြီးတော့ Java ဆို Java Bedrock ဆို Bedrock ပုံစံနဲ့တွားရွေးရမယ်ပေါ့နော်နောက်ဆုံးကျွန်တော်ပြောချင်တာကဒီ version ကနည်းနည်းအလုပ်ရှုပ်တာရှိပါတယ်ဗျဒီကိုယ့်ရဲ့ version ကသူနောက်ဆုံးပေးထားတဲ့ version နဲ့မြင်နေတယ်အဲ့နောက်ဆုံးကိုပဲပြီးပေးဖို့လိုပါတယ် Java ဖြစ်ဖြစ် Bedrock ဖြစ်ဖြစ်အကောင်လုံးတော့ပြောရပါတကယ်လို့ကိုယ့်ရဲ့ version ကအဲ့ဒါနိုင်နေရဆိုရင်တော့အောက်မှာကိုစော့နေတဲ့ version လေးတွေလိုက်ရှာပေးရမှာပေါ့နော်1.14 အထိတော့ဆိုရင်ရှိသေးပါတယ်ကဲအဲ့တော့ဒီကျွန်တော်ကတော့နောက်ဆုံးပေါ် version ဖြစ်တဲ့အတွက်ကျွန်တော်ဒီနောက်ဆုံးပေးထားတဲ့ဟာလေးကိုပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး Elytra ရှာဖို့အတွက်ကျွန်တော်တွားပြီးတော့စဉ်းစားကြရအောင်ဗျကဲ let's go ကျွန်တော် ant portal ကိုတွားမယ်ဆိုတာနဲ့အရင်ဆုံးရှာရမှာ strong ဟုတ်ဖြစ်ပါတယ် strong ဆိုလို့ရှိရင်ကျွန်တော်ဒီ map မှာပေါ့နော်ဒီ compass လေးကိုရေးပေးထားပါ compass ကကို spawn point ကိုပြနေဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုအိမ်ရှိရဲ့နေရာကိုရှာပေးပါကိုယ့်အကိုရှာပါတော့အဲ့ဒါကျွန်တော်မသိပါဘူးအဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်အိမ်ကြီးရှိပါတယ်ကျွန်တော်ရဲ့မြို့တော်ကြီးရှိပါတယ်ဒီနားမှာပေါ့နော် Minecraft ထဲကကျွန်တော်တို့ဒီမှာနေရပါအဲ့တော့ကျွန်တော်ရဲ့အိမ်ကဒီမေဆိုတာကျွန်တော်ကသိပါတယ်ဘာလို့လဲဆိုတော့ spawn point ကဒီမှာအဲ့တော့အရင်ဆုံးရှာမယ်ဆိုလို့ရှိရင်ဒီပုံမှာ selection အများကြီးဖြစ်ပြအများကြီးပြရတဲ့အချိန်မှာကိုကဘယ်အောင်ရှာပါလဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော် stronghold ကိုရှာမယ်ဆိုတော့ဒီမှာ stronghold ရှိရပြအဲ့ဒါလေးကိုနှိပ်လိုက်ပါ okay stronghold နဲ့ village နဲ့တွဲနေတာကိုကြည့်ချင်တယ်ဆိုလို့ရှိရင် village ကိုနှိပ်ပြီးပါ village လေးပေါ်သွားအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာချက်လောက်ကြည့်လိုက်မယ် stronghold ကတစ်ခုရှိပါတယ်ဒီ stronghold လေးကိုကျွန်တော်သွားကြမယ်ပေါ့နော်ဒီမှာကျွန်တော် stronghold တစ်ခုရှိရပြဒီမှာပေါ့နော်နှိပ်လို့ရှိရင်ကျွန်တော်တို့ဒီမှာx နဲ့ z level ကိုပြဖြစ်ပါတယ် y level တော့လုံးဝမပြပါဘူး y ကအမြင့်ဖြစ်တဲ့အတွက်ကျွန်တော် x နဲ့ z ကိုပဲကြည့်တတ်အောင်ထားဖို့လိုပါတယ်ဗျ x က coordinate တွေထဲမှာအရင်ဆုံးလာတဲ့စကားလုံးဖြစ်ပါတယ်အလယ်က 1 ဖြစ်ပါတယ် z ကတော့နောက်ဆုံးလာတဲ့စကားလုံးဖြစ်ပါတယ်ကဲအဲ့တော့ဒီလိုနေရာလေးကိုကျွန်တော်ပေါ်လာဆိုလို့ရှိရင်Minecraft မှာတော့သွားရမယ်ပေါ့နော်အဓိကတကယ်ကျွန်တော်အချိန်မှပြောခဲ့တဲ့အတိုင်းပဲ coordinate တက်ဖို့လိုပါတယ်ဒီအပေါ်အနေနဲ့ bonus အနေနဲ့ပြောချင်တာကတော့ဒီ website မှာ stronghold ပဲမကပါဘူးကျွန်တော်တို့ကျန်တဲ့ဟာတွေလည်းအများကြီးရှာလို့ရပါတယ်ကိုယ့်ရဲ့ website ထဲလိုက်ဘယ်နားမှာဘာရှိရဲဆိုတာအစားချီတာထက်တောင်ဆိုးပြီးတော့ကိုကတူသိနိုင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ live တော့ရှာရအောင်ဗျဒီ ant ကိုသွားဖို့အတွက် ant dimension ကိုသွားဖို့အတွက်ကျွန်တော်လုံလောက်တဲ့အစာပမာဏလိုပါတယ်ကျွန်တော်မှာ golden carrot တွေမသုံးမင်းနဲ့ကျွန်တော် bread ကိုပဲသုံးမှာဖြစ်ပါတယ် bread ကိုသုံးမဲ့အတွက်ကျွန်တော်တို့ wheat တွေတွားယူပါမယ် carrot သုံးလို့ရပါတယ် carrot golden carrot ကိုပို့ပြီးတော့မှကျွန်တော်ကြိုက်ပါတယ်အဲ့တော့ဒီလိုမျိုး wheat တွေခဏယူလိုက်မယ် golden apple တွေပါရလို့ပါတယ်ကျွန်တော်တို့ဒီ armor အပြည့်စုံတစ်ခုနဲ့တွဲပေါ့နော်ကိုကသွားဖို့အတွက်တိုက်ခိုက်ဖို့အတွက်ဓာတ်တွေလန်တွေခွားတွေကွင်းတွေအကုန်လုံးသိသိချာစုဆောင်တော့မှရမှာဖြစ်ပါတယ်ကျွန်တော်ကအရင်တစ်ခေါက်သွားပြီးသွားရင်မလို့ဒီတစ်ခေါက်ကကျွန်တော်ရဲ့အခါ89ချိန်မြောက်ဒီအံ့ကိုသွားတဲ့အခါဖြစ်ပါတယ်ကဲကျွန်တော်ကနေပြီးတော့ဒီ Elytra ရှာတဲ့နေရာမှာကျွန်တော်ကအရင်တော့ Elytra တစ်ခုကတောထဲမှာပြုတ်ကျသွားတာပေါ့နော်ကျွန်တော်ပြန်နေနေပြုတ်ကျပြီးကျွန်တော်လည်းသိသွားတော့ဒီနေရာကိုကျွန်တော်မှတ်မိရောလို့ကျွန်တော်အခုအနေနဲ့ Elytra အသက်တစ်ခုသွားချမှာဖြစ်ပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်ဘယ်လိုမျိုးသွားမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်အရင်ဆုံး position ကြည့်လိုက်ပါ position ကြည့်လိုက်ရှင်ကျွန်တော်အခုနောက်ပြခဲ့တဲ့ x level ကအရင်ဆုံးလာတဲ့ level ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ z level ကကျတော့နောက်ဆုံးလာတဲ့ကဏ္ဍဖြစ်ပါတယ် level ပေါ့နော်အဲ့တော့ y level ကိုလုံးဝမကြည့်ပါနဲ့ y level ကအရေးမကြီးပါဘူးအဓိကအရေးကြီးတာဒီ coordination x နဲ့ z ကအရင်အရေးပါပါတယ်ကဲအဲ့တော့ကျွန်တော်တို့အနေနဲ့အခုနောက်သွားမယ့်နေရာကိုတွက်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီ website ထဲမှာတွက်ကြည့်မယ် okay ဒီမှာပေါ့နော် website ထဲရောက်ပြီဆိုလို့ရှိရင်ဒီမှာ
ကျွန်တော် x က -316 1300ပေါ့ဒီလိုပြနေရဲ့ okay ကြည့်မယ်ဆိုလို့ရှိရင် minus ဆိုလို့ရှိရင်ကျွန်တော်အနည်းဘက်ကိုသွားမှာပါအနည်းဘက်ကိုသွားလို့ဆိုလို့ရှိရင်ဒီဘက် okay ရောက်လာပါပြီကျွန်တော်တို့ဒီ and ဒီ stronghold ဝင်ပေါက်ကိုသွားမှာဖြစ်ပါတယ် let's go ကျွန်တော်ဒီ end နဲ့ကိုရောက်ပြီဖြစ်ပါတယ်ဗျဒီ end နဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဒီ end မှာတန်းပြီးတော့ဟိုဟာကျွန်တော်တို့ဒီ elytra ရှာဖို့အတွက်နေရာရှာလို့မရပါဘူးအရင်ဆုံးလိုက်ရှာရမှာကဒီလိုနေရာလေးဖြစ်ပါတယ်ဗျအဓိကthe end ကိုသွားပြီးလို့ရှိလို့ရှိရင်ငကားကတက်ပြီးသားဖြစ်ဖို့လိုပါတယ်ဒါမှဒီဟာလေးကactive ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျဒီလိုအပေါ်လေးတက်ပြီးတော့ဒီလိုဟာလေးပေါ့နော်ကျွန်တော်ပြမယ်ဗျဒီလိုဟာလေးတွေကိုဝင်ရမှာဖြစ်ပါတယ်ဒီလိုဟာလေးတွေကို underpearl နဲ့လည်းဝင်ပြရပါတယ်ဒီဟာလေးကိုအရင်ထားလိုက်ပါဒီထဲကို underpearl နဲ့ဝင်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ trap door နဲ့ဒီလိုလုပ်ပြီးတော့ဝင်လို့ရပါတော့သွားလိုက်အောင် let's go ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနာက website တွေကိုပြန်သွားဖို့လိုပါတယ်ဗျဘယ်လိုမျိုးဒီ elytra ရှာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်လောက်ရှင်းပြတင်ပါတယ်အဲ့တော့ကျွန်တော်အရင်ဆုံး website လေးတွေကိုပြန်သွားကြအောင်ကျွန်တော် website ထဲကိုပြန်ရောက်ပြီဆိုလို့ရှိရင်အခုနာက stronghold ရှိနေတယ်ဒါကတော့ overwall ဖြစ်ပါတယ်ဗျပြီးလို့ရှိရင်အပေါ်မှာ dimension ဆိုတဲ့ထဲမှာကျွန်တော် overwall မဟုတ်ဘဲနဲ့DN ကိုဖြည့်ပေးရမှာပေါ့နော် DN ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ကဲအဲ့တော့ let's go DN ကိုဖြည့်လိုက်အောင် DN ကိုဖြည့်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်ဒီဟာကတော့ဒီ ship တွေပေါ့နော်ဒါအများကြီးရှိတယ်သူတို့ရဲ့ building တွေကျွန်တော် elytra ရှိနိုင်တဲ့နေရာအများကြီးရှိတယ်ဗျဒီထဲမှာကျွန်တော်ကဒီလိုနေရာတွေဒီ elytra ပြထားတဲ့နေရာတွေမှာဒီ elytra ရှိတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအရန်လဲမဝေးအရန်လဲမနီးရဲ့တခုကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဗျဒီနားဟာတော်တော်များကျွန်တော်ဝင်ယူပြီးသွားပြီဆိုတော့ကျွန်တော်လည်းနည်းနည်းသွားမြူရဲ့အတွက်ကျွန်တော်အဝေးမှာသွားပြီးမှယူဖြစ်ပါတယ်ဒီနားလေးကတိတ်လဲမဝေးသလိုတိတ်လဲမနီးပါဘူးအဲ့တော့ဒီ X 600 3864အခုနာ overall မှာသွားခဲ့တဲ့အတိုင်းပဲသွားမှာဖြစ်ပါတယ်ဗျဆိုတော့သွားမယ်ဆိုလို့ရှိရင်overall ရဲ့အတိုင်းပဲသွားမှာဖြစ်ပါတယ် minus ဘာအောင်သွားရမယ် minus ဆိုတာဒီဘက်ပေါ့ minus 600ဖြစ်ပါတယ်သွားနေတဲ့နေရာပြောက်လို့ကြောင်ပြောက်ခဲ့လို့ဗီဒီယိုတောင်ရိုက်လိုက်ရပါသေးတယ်ဗျပြန်ကျွန်တော်အခုနာတော်တော်ကြီးသွားလိုက်ရတယ် space loss ဖြစ်သွားတဲ့အတွက်ကျွန်တော်ဘာမှမမြင်ရဘဲနဲ့မှန်တမ်းမိလာလိုက်တာကျွန်တော်ဒီလိုမျိုးနေရာရောက်လာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးခုနရှားတဲ့နေရာမှာကျွန်တော် electro ပုံစံလေးနဲ့ပါတဲ့နေရာကိုပဲဟိုဖြစ်ပေးဖို့လိုပါတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်ဒီ shift မပါတဲ့အစောက်အုံတွေတော့သွားမှာဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာ shocker တွေကအရန်ဖြစ်ပါတယ်ဒီလိုစိုက်ပေးပါဟိုမှာ elytra ကြီးတော့ကျွန်တော်မြင်နေရပြီဗျ let's go elytra ကြီးမြင်နေရပါပြီelytra လေးနော် elytra လေး okay ကျွန်တော် inventory ထဲမှာ elytra ရောက်လာပြီဖြစ်ပါတယ်ဗျအခုနာကျွန်တော်တကယ်တမ်းကိုကသွားတတ်တယ်နီးတယ်မြင်တယ်ဆိုလို့ရှိရင်အခုနာကိုစိုက်နေအနည်းဆုံး9မိနစ်6မိနစ်တော့ကြာပါတယ်အဲ့အတွင်းတော့ကျွန်တော်ရအောင်ရှာပေးရမယ်ကျွန်တော်ကတော့အခုနာရှာနေတဲ့အတွင်းမှာကျွန်တော်ဒီrecord skip လိုက်တာပေါ့နော်ကျွန်တော်ရစ်လိုက်တယ်အဲ့တော့ကျွန်တော်ဖြတ်လိုက်တဲ့အတွက်ကျွန်တော်အခုတန်းရောက်သွားလို့ဖြစ်သွားတာပေါ့နော်တကယ်တော့နည်းနည်းလေးတော့အချိန်ပေးရဖို့လိုပါတယ်ပစ္စည်းကောင်းတွေအများကြီးရှိပါတယ်အဲ့တော့ let's go diamond တွေယူပေးပါဒီလိုဟာတွေယူပေးပါအကုန်ယူပေးပါဗျပစ္စည်းတမိုးရှိတဲ့ဟာတွေအများကြီးရှိပါတယ်တကယ်လို့ကိုကပြန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုနာကကိုဝင်လာခဲ့တဲ့နေရာကို coordinate မှတ်ခဲ့ဖို့လိုပါတယ်ကိုပြန်လာတဲ့နေရာကဒီဘယ်လိုပြောမလဲဗျာရှာလို့ရတယ်အဲ့လိုမျိုးဒီအမ်ကိုပြန်သွားလို့ရတဲ့ဟာတွေကနေရာတိုင်းမှာရှိတယ်အများကြီးပဲဒါပေမဲ့ chunk base မှာပြထားတာတော့လုံးဝမရှိဘူး chunk base ကအဲ့လိုမျိုးဟာတွေတော့မပြရတဲ့အတွက်ကျွန်တော်လည်းဘယ်လိုလုပ်ရမှမသိပါဘူးတကယ်လို့ကိုက keep inventory ပါတယ်ချိမုတ်ဖွင့်ထားရင်ဆိုရှင် wall ထဲကလူတတိပေါ်လာပဲဖြစ်ဖြစ် suicide သွားပဲဖြစ်ဖြစ်လုပ်ပြီးတော့ဒီ wall ထဲကိုပြန်လို့ကောင်းရပါတယ်အဲ့နည်းကအကောင်းဆုံးပဲပေါ့နော်တကယ်လို့ကိုကချိမုတ်လုံးဝမ on တာဘူးဆိုလို့ရှိရင်တော့ကိုပြန်မဲ့လမ်းကိုပြန်ရှာပြန်သွားပေါ့နော်ပြန်သွားဒါပဲရှိတယ်လောက်စရာအဲ့ဒါပဲရှိတယ်ဒါပေမဲ့ကိုကတခြားအပေါက်တွေးခဲ့ရင်တော့အဲ့တခြားအပေါက်ကနေဝင်သွားတာကောင်းပါတယ်ဘာလို့ဆိုအဲ့အပေါက်တွေကတခုလည်းရှိတာမဟုတ်ပါဘူးကျွန်တော်ပြောနေတဲ့လမ်းဒီမှာတခုထပ်တွေ့ရအောင်ဒီကဝင်လိုက်မယ် trap door craft ပြီးတော့တိုင်ပတ်နေရကျွန်တော်ကိုမြင်ရမှာပါဒါလေးကနေပြီးတော့ပြန်မှဖြစ်ပါတယ်ကဲ let's go ကဲကျွန်တော်ဒီလိုနေရာလေးကိုပြန်ရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်တော့ငယ်ချင်းတို့တည့်ရလို့တော့သိမှာပေါ့နော်ကျွန်တော် overwall လေးကိုပြန်လို့ရပါပြီကဲပြန်လိုက်အောင်ဗျာ let's go ဒါကျွန်တော် overwall လေးကိုပြန်ရောက်လာပြီဖြစ်ပါတယ်ကဲအဲ့ဒီတော့ကျွန်တော် elytra shiny လေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့ငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျ
ကဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြဖို့ကျွန်တော် channel လေးကို like and subscribe လုပ်ပေးရဖို့နောက်ဆိုချင်ပါတယ်ကဲနောက်ထပ်ကျွန်တော်တို့ကောင်းတဲ့ tutorial လေးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel လေးကိုလာပြီးတော့ကြည့်ဖို့လိုပါတယ်ကဲအဲ့တော့အားလုံးပဲတက်တာပါနောက်လည်းအားပေးကြပါဦး